hello မင်္ဂလာပါတီရီဖူအန်ကုကင်ဘလော့ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့ဟင်းချက်မပြတော့ဘူးเนาะအပြင်ကိုထွက်တဲ့နေမို့လေးမို့လို့လဲမဲစားမဲပတ်မဲဆိုတဲ့အစီအစဉ်လေးနဲ့လိုက်ပါကြည့်ရှုပေးပါအောင်ရှင်တီရီရောက်ဒီကနေ့လေခဲပတ်ခဲ့တာတွေကိုလိုက်လံပြသပေးပါဖြစ်ပါတယ်ရှင်ကဲဒီမှာကြည့်ကြပါအောင်ရှင်စက်ပေါင်ဖက်နှက်ကြီးနဲ့အပြင်ထွက်လာမိလို့မြို့မဈေးတဲ့ကိုဖက်နှက်ရှာပုံတော့ဖွင့်ရတယ်ကျမပါရှင်ဖက်နှက်ဆိုင်ရှာတယ်မြို့မဈေးတဲ့ကိုရှာဟောကျမကြိုက်တဲ့ဖက်နှက်လေးတွေ့လို့ဝယ်လာခဲ့ပါရှင်တခါလေးစီးလာခဲ့လိုက်ပါရှင်ချယ်ရီလန်16-19လမ်းကျမှရှိရဲ့ပဟာကဖီလေးကိုအရင်သွားခဲ့ပါတယ်ရှင်ဆိုင်ထဲကိုရောက်တော့လူတွေကစီကားလိုက်တာပြောမနေနဲ့ခုံအပြည့်လူအပြည့်ပေါ်ရှင်ကျမတို့လွတ်တဲ့စပွဲကိုမနေ့ကိုရှာပြီးထိုင်လိုက်ရတယ်ရှင်ကျမမီနီလေးကိုတောင်းကြည့်ရောပေါ့နော်လက်ဖေးရီမုံနေအပြင်ဒီလိုထမင်းကျော်ထမင်းတုပ်အတုပ်ပေါင်းစုံနေလည်းရရှိပါတယ်ရှင်အဲ့ဒါအပြင်ကော်ဖီအေးပေါ့နော်အေးမျိုးစုံလည်းရရှိသေးတယ်ရှင်ကျမတို့ကတော့စီလုံတီးရဲ့အုံပေါင်းရဲ့ဒါကျမညမမှာထားတဲ့စက်သားနဲ့ကြာဆိုင်ဟင်းကားလေးပါရှင်သူကတော့ငရေတီးနဲ့တမယာလေးညှစ်နေပြီပေါ့နော်ဒါကျမမန်လေးသူမိပြီးမန်လေးမုံလီတုံပြီးမှားလိုက်ပါတယ်ရှင်သူကတော့ဝင်းကဟင်းကားလေးကိုချပေးတာပေါ့ရှင်အားတော့ငရေတီးနဲ့ပဲနေပါပြီရှင်ပထမတလုတ်ကိုစားပြီးတဲ့အချိန်မှာပဲမှုများများစီထွေးလေးနဲ့တုတ်ထားတာတွေ့ရပါတယ်ရှင်အရားတာလေးလည်းမစိုးပါဘူးကောင်းပါလေရှင်သူကဒီတိုင်းလေးရတယ်ဟိုချင်းငန်းဆက်နေခိုင်းလေးရတယ်ပေါ့နော်ကျမကတော့ချင်းငန်းဆက်လေးနေခိုင်းလိုက်ပါတယ်ရှင်ချက်သွန်ချင်းလေးနဲ့စားလို့ကောင်းခဲ့ပါတယ်ရှင်ကျမအနာတလုတ်ကိုကျမစားနေတော့တယ်ကျမပါပဲရှင်စားနေပါရှင်အကြာကြီးတော့မတွဲလိုက်ရပါဘူးသူချပြီးရင်မွေးငါနှီးလီอ่ะကျမအနေနဲ့ဆိုရင်တော့နည်းနည်းငန်နေပေါ့ရှင်ကျမညမတွေအားကြာဆိုင်ဟင်းကားလေးကိုမြည်ကြည့်တဲ့အချိန်မှာကျမမုံနီ3လောက်တော့ကြာဆိုင်ဟင်းကားတော့အမှတ်သိမပေးချင်ဘူးရှင်ဟာကဖီရဲ့လိပ်စာအတိကျလေးပါရှင်ကန်တွေကောင်းချက်အတိမောင်လေးကတော့မုံတကာဖြစ်သွားတာပေါ့ရှင်ရဖေးဆိုင်ထိုင်ပြီးတော့ Ruby Mat ထဲကိုဝယ်စရာရှိရလေးဝယ်ဖို့ဒုတိယအနေနဲ့သွားခဲ့ပါတယ်ရှင်မဟိုကြည့်နေပေါ့ရှင်ကျမတို့အောက်ထဲကိုပဲဆင်းခဲ့ပါတယ်ရှင် Ruby Mat ထဲကိုအောက်ထဲကိုပဲဆင်းခဲ့လိုက်ပါတယ်ရှင်လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ထမဆုံးအနေနဲ့ကျမတို့ကြီးနဲ့ခောက်ဆွဲလေးရှာတာပေါ့ရှင်အမှရှာတယ်ဟောတွေ့ပြီရှင်မမ်မီခောက်ဆွဲစက်သားအရသာခောက်ဆွဲတုပ်လေးတစ်ထုပ်ယူလိုက်ပါတယ်ရှင်ပြီးတော့လေကိုရီးယားပေါ့ပူဆက်ခောက်ဆွဲလေးတစ်ထုပ်လေးယူခဲ့သေးတယ်ရှင်ဟောမစ္စတာမာဆယ်လေးတပူးလေးယူလိုက်သေးတယ်ရှင်ဒီအိုကီတပူးလေးယူလိုက်ပါသေးတယ်ရှင်တိုဘူးကြိုစားဖို့အတွက်မွေးတိုဘူးကလေးပဲမှုန့်လေးလေးယူခဲ့ပါသေးတယ်ရှင်ကျမ2019ရေစားရခဲ့တယ်ပေါ့နော်ဘတ်တာကူကီပုတ်ပုံးလေးကိုလိုက်ရှာဟောတွေ့ပါပြီရှင်ဘတ်တာကူကီပုံလေးအမလီအရင်နှုံးကလေ4500 5000 6000ပေးရတဲ့မုံလေးအခု2000ကျော်သွားတော့ဈေးကြီးသွားတဲ့အတွက်ကျမမဝယ်ခဲ့ပါဘူးရှင်ဝယ်စရာတွေပြီးပြီဆိုတော့ကောင်းတာမှပတ်စံရှင်းပါတယ်ရှင်အထင်တော့မကြီးနဲ့တော့ကျမရှင်းတာမဟုတ်ဘူးရှင်ကျမအမေရှင်းတာပါရှင်ဒီစံပါမုံဆိုင်ကြီးလေးဝင်ခဲ့သေးတယ်ရှင်ဆိုင်ရဲ့ရောက်တဲ့ချိန်မှာကျမမုံလေးစရွေးနေပါပြီရှင်ဒီပါမုံလေးကတော့2500ပဲရှိတယ်ရှင်ဈေးသက်သာလို့ဝယ်ခဲ့ပါပြီရှင်ပတ်စံရှင်ပြီးထွက်လာခဲ့ပါပြီရှင်ကဲအထုပ်တွေအပိုးတွေနဲ့ Ruby Mat ထဲကနေထွက်လာတဲ့ပဲပြားနေတဲ့ကျမပေါ့ရှင်တတိယအနေနဲ့ပဲဆိုင်လေးကိုသွားမယ်ဆိုတာဆက်လက်ကြည့်ရှုပေးပါအောင်ရှင်ဒါလေးကတော့ Ruby Mat အကျော်ရန်ကုန်တန်ပေါက်ဆိုင်လေးပါရှင်မေမေကကြက်သားနဲ့တန်ပေါက်စားခြင်းနဲ့ဆိုတဲ့အတွက်ကြက်သားနဲ့တန်ပေါက်တပွဲဝယ်ခဲ့ပါတယ်ရှင်အားလုံးပြီးပြီဆိုတော့အိမ်ပြန်ပါပြီရှင်အိမ်ရောက်ချင်းပဲတန်ပေါက်ပူလေးကိုဖွင့်ကြည့်လိုက်ပါနော်ကြက်ပေါင်းတစ်ပေါင်းရေငရုတ်သီးအချင်းပူစီနာအစုံပါတယ်ပေါ့နော်မမေတွေကနေတံပေါင်းလေးနည်းနည်းမြည်ကြည့်ခဲ့ပါတယ်ရှင်ကြိုက်တာတော့ကြိုက်ပါတယ်ကောင်းတာတော့ကောင်းပါတယ်ဒါပေမဲ့ဥဖြိုးတံပေါက်ကိုတော့ကျမကပိုကြိုက်တယ်ပေါ့နော်ဥဖြိုးတံပေါက်ရဲ့ဖန်မှုလို့လားမသိဘူးဘလော်လေးကိုတော့ဒီမှာအဆုံးတက်ပါတယ်ရှင်အားလုံးချစ်ပါတယ်နော်တတာ